ကဲမနက်ကင်းလေးမှာယွန်းစာကျုပ်ကိန်းနီကိန်းနေရမောင်းနှံကနေပုံလေးတရီကာလာရောင်လေးပါရှင်ဒီအထင်းထဲမှာဆိုလို့ရှိရင်ဘောက်ကလေးပြုံမှာဒီလိုစောက်လေးနှုတ်ပါပါမယ်ဒါလေးဆိုလို့ရှိရင်တရီကာလာအရန်လှရဲ့အရောင်လေးပါအရန်ယွန်းထဲမှာအရန်ရှားဆုံးရောင်လေးပေါ့စာကျုပ်လေးကိုယွန်းသားလေးနဲ့တုံးလာတဲ့အပြင်အထင်းထဲမှာဂရီပါလေးပေါ့နော်ဂရီပါသားလေးအနီရောင်လေးတုံးပေးထားပါတယ်အေးလေးပေါ့နော်ဂရီပါသားလေးအထဲထဲမှာဆိုလို့ရှိရင်တစ်ဆေးနဲ့ကတ်ထားရပေါ့နော်ဒါကရိုးရိုးကော်ရီနဲ့ကတ်လို့မရဘူးယွန်းကတစ်ဆေးလေးနဲ့တေးသေးချာချာတက်တက်ရဲရဲလေးလုပ်ပေးထားပါတယ်ဒါလေးကတော့3ကာလာပါစာချုပ်လေးတစ်စုံဝယ်လို့ရှိရင်ဒီလို box ကလေးပါတယ်ဒီလိုစောက်လေးနှစ်အုပ်ပါတယ်ပြီးတော့မှဒီလိုဘောပင်လေးကိုတေချာသိမ်းလို့ရတယ် boss ပင်ဘူးလေးပါပါမယ်ရှင်အထဲထဲမှာကယွန်းနဲ့လှုပ်ထားတဲ့ဘောပင်လေးပေါ့နော်ဒီဘောပင်လေးကဘလောက်လှလဲပေါ့နော်အနုစိတ်ဝင်ပါရဲ့ရှင်3ကာလာကလေ1ကာလာဆိုလို့ရှိရင်တယောက်နဲ့ချဲရပါပေါ့နော်ဒီ3ကာလာလေးဆိုလို့ရှိရင်ရောင်စုံချဲရတဲ့အတွက်လက်လဲဝင်နေပေါ့နော်အနုစိတ်လေးကြတယ်ဒီရောင်လေးကတော့ယွန်းနဲ့မှာအရှားဆုံးရောင်လေးပေါ့နော်3ကာလာလေးရဲ့အဲ့ဒီအပြင်ကိုမှဒီလိုလက်စွပ်ဘူးလေးပါပါမယ်လက်စွပ်လေးထည့်လို့ရရဲ့လက်စွပ်ဘူးလေးပါပါမယ်အန်စွပ်လေးနဲ့ပေါ့နော်လက်စွပ်ဘူးလေးကတော့မကြည့်ဘေးပလက်ရှာလဲကိုအကုန်လုံးယွန်းလေးသုံးပေးထားပါပေါ့နော်လုံးဝကနုတ်လေးလုပ်ပေးထားရဲဒီရရဲ့အောက်လေးမှာဆိုလဲဒီလိုကနုတ်လေးသုံးပေးထားရဲပေါ့နော်ကဲယွန်းစာချုပ်လေးဝယ်ရင်ဒီလို box လေးပေါ့နော်ပတ်တာလေးနဲ့လုပ်ထားရဲ box လေးတပူးပါပါမယ်ဒီလိုစောက်လေးနှစ်အုပ်ပါပါမယ်ရှင်ကိန်းနေကနေပုံလေးပါဒီလိုလက်စွပ်ဘူးလေးတွေရောဘောပင်ဘူးလေးတွေရောပါမှာဖြစ်တဲ့အတွက်ကြောင့်မလို့မှားမယ်ဆိုလို့ရှိရင် Viber နံပါတ်4550 8239 Viber လေးမှာဆက်သွယ်မှာယူအားပေးလို့ရပါရဲ့ရှင်